ဟုတ်ပြီခုနကဗီဒီယိုကျွန်တော်စိတ်ရောက်နော်ခုနဗီဒီယိုအရင်ကဗီဒီယိုကိုကျွန်တော်မကြည့်ရတဲ့အလက်တွေရှိလို့ရှိရင်တော့အရင်ကဗီဒီယိုအရင်ကြည့်ပြီးမှပဲဒီဟာကိုကြည့်လိုက်တော့နော်အဲ့ဆိုပို့ပြီးတော့နားလည်သွားနိုင်တယ်ဟုတ်ပြီအခုကျွန်တော် formula of major scale တော့ရအောင်နော်formula of major scale ရဲ့ formula က whole half ဖြစ်လိုက်တယ်ဟုတ်ပြီကျွန်တော်တို့အလွယ်ကူဆုံးနဲ့formula အဖြစ်ဆုံးဖြစ်တဲ့ C major scale ကိုကျွန်တော်အရင်ရှာရအောင်နော်ဟုတ်ပြီ C major scale ဆိုတော့ကျွန်တော် C ကနေပဲစရမယ်တကယ်လို့ G major scale ဆိုတော့ D ကနေပဲစရမယ်ဆိုတော့ကျွန်တော် whole ဆိုတော့ C ကနေ whole ဖြစ်တဲ့ key ကဘာ key ဖြစ်မလဲ C sharp D key ဖြစ်လိုက်မယ်နော် D ဆိုတော့ whole အဲ့ဒါပြီးရင် D ကနေ E ဆိုတော့ D sharp E key ဖြစ်လိုက်မယ်နော် whole ဆိုတော့ E key ဖြစ်လိုက်မယ်ဟုတ်ပါပဲအဲ့ whole အဲ့ပြီး half ဆိုတော့ E ကနေ half key ကဘာ key လဲ F key အဲ့ပြီးရင်ကျွန်တော် F ကနေ whole သုံးခုတိုက်လာတယ် F ကနေ whole ဆိုတော့ F sharp G key ဖြစ်မယ်နော် whole အဲ့ဒါပြီးရင် G ကနေ whole G sharp A key ဖြစ်မယ်ဟုတ်ပဲအဲ့ဒါပြီးရင် A ကနေ whole ပဲနော် A ကနေ whole ဆိုတော့ A sharp B ဖြစ်နိုင်တယ်အဲ့ဒါပြီးရင် half တစ်ခုပြန်လာတယ် B ကနေ C D E G A B ဟုတ်ပြီ B ကနေ half ဆိုတော့ R key ဖြစ်မယ် C key ဖြစ်လိုက်မယ်ဒီမှာ half ပေါ့နော်ဟုတ်ပြီနောက်ထပ် key တစ်ခုအတူတူစိတ်ရှာကြည့်ရအောင်နော် G major scale ရှာရအောင်နော် G major scale မှာဆိုတော့ပထမဆုံးပါ key လာမယ် G ပဲလာမယ်ဟုတ်ပြီ G ကနေ whole ဆိုတော့ whole ကိုရင်ကြည့်ရအောင်နော် G ကနေ whole G sharp A key ဖြစ်လိုက်မယ် whole အတားပြီးရင် A ကနေ whole ပဲဆိုတော့ A sharp B key ဖြစ်လိုက်မယ် B ကနေ half ဆိုတော့ B C ပေါ့နော်အဲ့ပြီးရင် whole စက်တိုက်သုံးခု C ကနေ whole ဆိုတော့ D key ဖြစ်လိုက်မယ်အဲ့ပြီးရင် D ကနေ whole ဆိုတော့ D sharp ပြီးရင် E key ဖြစ်လိုက်မယ်ဟုတ်ပဲအဲ့ဒါပြီးရင် E ကနေ whole ဆိုတော့ E F sharp ဖြစ်လိုက်မယ်နော်သူက E ရဲ့ half step က F ကနေနောက်ထပ် half step တစ်ခုသွားလို့ရှိရင်ဒီမှာ F sharp ဖြစ်လိုက်မယ်နော် F sharp အဲ့ဒါပြီးရင် F sharp ကနေ half သွားလို့ရှိရင်တော့ G ပေါ့နော်ဟုတ်ပြီနောက်ထပ်တစ်ခုကျွန်တော်တို့လိုရှာအောင်နော်ဘာကြီးရှာမလဲ A key ရှာရအောင်နော် A key A major scale ဆိုတော့ဒါကြီးကနေစရမယ် A key ကနေပဲစမယ်ဟုတ်ပြီ A ကနေကျွန်တော် whole ဆိုတော့ဘာ key ဖြစ်မလဲ B key ဖြစ်လိမ့်မယ်ပြီးရင် B ကနေ whole ဆိုတော့ဘာ key ဖြစ်လိမ့်မယ် C sharp C sharp ကနေ half ဆိုတော့ဘာ key ဖြစ်မလဲ D key ဖြစ်မယ်ပြီးရင် D ကနေ whole ဆိုတော့ဘာ key ဖြစ်မလဲ D sharp E ဖြစ်လိမ့်မယ်ပြီးရင် E ကနေ whole ဆိုတော့ E ကနေ F sharp ဖြစ်လိုက်မယ်နော်အဲ့ဒါ F sharp ကနေ whole ဆိုရင် G sharp ဖြစ်လိုက်မယ် G sharp ကနေနောက်ထပ် half တစ်ခုနော်
G sharp ကနေနောက်တစ် half ဆိုရင်တော့ A key ဖြစ်လိုက်မယ်ဟုတ်ပြီဆိုတော့အိမ်စာအနေနဲ့ပေါ့နော် comment မှာပဲဖြစ်ဖြစ်ရေးထားလိုက်ပေါ့နော်ကျွန်တော်B major scale ကိုရှာကြည့်လိုက်ပေါ့နော်အခုကလေးကနေကိုလောက်ကြည့်လိုက်ပေါ့နော်နောက်မှလုပ်မယ်ဆိုရင်တော့ကျွန်တော်တကယ်မလုပ်ပဲဖြစ်သွားလိုက်မယ်တကယ်ညပဲဖြစ်သွားလိုက်မယ်အဲ့အတွက်ကြောင့်ကျွန်တော်အခုကလေးကလုပ်ကြည့်လိုက်ပေါ့နော်ဟုတ်ပြီ